Hello guys အားလုံးပဲမင်္ဂလာပါ Mystery Master Unbox Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Vinland Saga Manga ကိုမြန်မာဘာသာပြန်ပြီးဖတ်ပြပေးနေတဲ့ series လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးတွေကြည့်တဲ့အခါမှာနိုင်ငံရေးလို့ရတဲ့ VPN လေးတွေမှာ US region ကိုရွေးပြီးတက်လာတဲ့ကြော်ညာလေးတွေကိုအဆုံးထိကြည့်ပေးပြီးတော့ကျွန်တော်တို့ကို support ပေးသွားဖို့တောင်းဆိုချင်ပါတယ်အဆင်သင့်ဖြစ်ပြီဆိုရင်တော့စလိုက်ကြတာပေါ့ကိစီကိုချီတက်ကြလုံးချင်ရေးတက်ကကြကြမခံတော့ဘူးမြန်တက်ကြဒီပွဲကိုဒီညာပဲအပြီးသတ်မယ်ဘယ်ချုံဖိုင်ခင်တယောက်ကမှမနှက်ဖြန်နေထွက်တာကိုမမြင်စင်နဲ့ဆိုတဲ့ SKR ရဲ့အတန်နဲ့တူ chapter 153ကိုစတင်ထားပါတယ်ရုံးဘော့နေရဘော်ကတက်သားတွေကလည်းအပြင်ကတက်တွေရှေ့တိုးလို့မရအောင်မြင်းတွေကိုရွေးပြီးပြစ်နေကြပါတယ်ပြီးရတဲ့ gate တွေကိုပိတ်ဖို့ပြင်ကြပါတယ်ဒီချိန် SKR ရဲ့ဘေးကနေတော်ခေးကြီးကပါပြစ်တက်သွားတာကြောင့် SKR ကလည်းအောင်ကောင်းနေရပြန်ပါတယ်ဂိတ်ဝါကအဖွဲမှာလည်းဖတ်တီကစီးကတ်ကိုအချိန်ဆွဲဖို့မလိုတော့ဘူးပြောနေပြီးဂက်ထရစ်ကလည်းတက်တွေကဂိတ်ကိုပြေးလာနေကြပြီမလို့လမ်းကနေဖယ်ရအောင်လို့ပြောနေပါတယ်ဒါကြောင့်စီးကတ်ကလည်းအဲ့ဒါကြောင့်မလို့မင်းကိုသွားနေဖို့ပြောတာပေါ့ကွာငါဒီကနေတော့လို့မရသေးဘူးတရားရောက်ကတော့ဒီမှာစောင့်နေရမယ်လို့ပြောလိုက်ပါတယ်ဒီတော့ဂက်ထရစ်ကလည်းဘာလို့လဲဒါကစစ်ပွဲမလို့လားဘာလို့ဂယူးဆိုင်နေရမှာလဲနေဒီမှာတည်သွားရင်ငါရဲ့အပြစ်ရှိစိတ်နဲ့ငါဘယ်တော့အဲ့ရခတ်နေမလဲတွေးကြည့်ပါလားလို့ပြန်မေးပါတယ်ဒါဆိုနေငါနဲ့အိမ်ပြန်လိုက်မယ်မဟုတ်လားမဖြစ်နိုင်ဘူးနော်ဘာလို့ပြန်လိုက်မယ်လို့တွေးလိုက်တာလဲဒါဆိုငါဒီမှာတည်လိုက်မယ်လေဒီကောင်ကတော့ဘာလို့အဲ့လောက်ကလေးဆန်နေရတာလဲငါဖေကိုငါဘလို့အဆုံးသက်သွားလဲပြောပေးပါထိုက်တယ်နဲ့တည်ဆုံးချင်းဖြစ်ခဲ့ပါတယ်ဆိုတဲ့စကားမဆုံးခင်မှာပဲစီကတ်ကိုဂက်ထရစ်ကပါရလိုက်ပါတယ်ဒီတော့အားလုံးလည်းအံ့ဩသွားကြပြီးစီကတ်ကလည်းဘာလို့ရိုက်တာလဲမေးပါတယ်ဒီတော့မှဂက်ထရစ်ကမျက်ရည်တွေကျလာပြီးပြန်လိုက်ခဲ့ပါမယ်အိုက်စလန်ကိုပြန်လိုက်ခဲ့မယ်တည်တော့မတည်ပါနဲ့လို့ပြောလိုက်ပါတယ်ဒါကြောင့်စီကတ်လည်းမင်းသက်သွားပြီးဘေးကဖက်တီးကပါသူ့ကိုထက်ရိုက်လိုက်ပါတယ်စီကတ်လည်းထက်ပြီးဘာလို့လဲမေးတော့သူ့ကိုပွေ့တယ်သွားဖို့ဆိုရင်သတိမေ့သွားတယ်ပိုလွယ်ပါမလို့ရှင်းပြပါတယ်ဒါကိုစီကတ်ကလည်းအော်ဟစ်နေတော့ဟဲလ်ကပဲစီကတ်ကိုဒူးလေးနဲ့မေးလောက်အောင်ကျွေးလိုက်ပြီးဘယ်တာကိုဓာတ်နဲ့ထောက်ကစီကတ်ကိုပါတည်သွားခိုင်းလိုက်ပါတယ်ဂက်ထရစ်ကနေငါရောလို့မေးတော့ဟဲလ်ကတော်ဖင်နောက်ကိုလိုက်မယ်သူဒီအချင်းလေးကိုဘလို့တုံ့ပြန်မလဲသိကျင်တယ်လို့ပြန်ဖြေပါတယ်ဂက်ထရစ်ကတော့ယူရကြရနော်သူတို့နင့်ကိုတက်လိမ့်မယ်လို့ပြန်ပြောတော့ငါကဒီကောင်းလို့တေးဖို့စိတ်မပါသေးပါဘူးစိတ်မပူနဲ့နင်တို့မရှိရင်အဲ့ရကင်းအောင်နေရတာပိုလွယ်တယ်လို့ပြောပါတယ်ဂက်ထရစ်ကအထုံးတက်ဖို့လုပ်ပေမဲ့ဖက်တီကသူ့ကိုရောစီကတ်ကိုပါတည်ပြီးပြေးပါတယ်အပြင်ကမြင်းနဲ့ရောက်လာတာကိုတွေ့တော့တရားဘေးကိုခုန်ဆင်းသွားပါတယ်ဟဲလ်ကလည်းအထဲကိုဝင်လာတဲ့မြင်းကိုအကာအကွယ်ယူကလှိတ်ရှောင်လိုက်ပါတယ်ပြီးရတဲ့ဘယ်ရာကိုထားခဲ့လိုက်ပြီးခေါ်မသွားနိုင်လို့တောင်းပန်ပါတယ်ဘယ်ရာလည်းကြံနေခဲ့ရပါတော့တယ်တစ်ဖက်မှာတော့ခေါ်မိုးဘော်ကတော်ဖင်ဟာခြေထောက်တစ်ဖက်နာနေပါတယ်နောက်ကလိုက်လာတဲ့ဂါရန်ကမင်းရဲ့အဲ့တစ်ဖက်ကနာနေတဲ့ပုံပဲအဲ့အနာကမင်းကိုခုနကငါလှန်နဲ့ထုတ်လိုက်တဲ့အနာမလားအခုထိမတက်တာသေးဘူးလားလို့မေးလိုက်ပြီးတော်ဖင်ကတော့မောပန်းနေပါတယ်ထပ်ပြီးဂါရန်ကပဲဘေးအဲ့ကနေကြားရလားတိုက်ပွဲတန်တွေကစူညံနေပြီဆိုတော့ဂိတ်တော့ကျသွားပြီထင်တယ်အဲ့တန်တွေကမင်းတငယ်ချင်းတွေဘာဖြစ်နေပြီလဲစိတ်ပူစေတယ်မဟုတ်လားလို့မေးလိုက်ပါတယ်ဒီတော့တော်ဖင်ကလည်းသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပါတယ်ဒါကြောင့်ဂါရန်ကဒါမှဘောကွာမင်းရဲ့ဓာတ်ကိုအစာကလေးထုတ်ရမှာအချိန်တွေအများကြီးဖြုံးလိုက်မိပြီကွာလာစမ်းတော်ဖင်မင်းမသေးငါသေးမယ်ဘသူသေးမလဲကတော့မင်းရဲ့ရွေးချယ်မှုပဲလို့ပြောလိုက်ပြီးတော်ဖင်ကတော့အစင်သင်းပြင်လိုက်ပါတယ်ဒီနေရာမှာပဲ chapter 153ကအဆုံးသတ်ပါတယ် chapter 154ရဲ့အစမှာတော့တိုက်ပွဲဟာအရန်ကိုပြင်းထန်နေပြီးနှစ်ဖက်လုံးမှာလည်းအတော်လေးကိုအထိခိုက်ကြရှုံများနေခဲ့ပါတယ်ဂိတ်ဝါမှာတော့တပ်သားတယောက်ဟာခန္ဓာကိုယ်မှာမြားတွေစိုက်လက်တာနဲ့တဖြည်းဖြည်းချင်းလဲကျသွားပါတယ်အခုကနေလာမယ့်အရာတွေအားလုံးဟာတပ်သားရဲ့စိတ်ထဲမှာတွေးနေတာတွေဖြစ်နေတာတွေဖြစ်ပြီးသူ့ရဲ့စိတ်ထဲကအရာတွေကိုပြောပြသွားမှာပါအားလုံးပြီးသွားပြီပဲငါခန္ဓာကိုယ်မှာလည်းဘာအားမှမကြံတော့ဘူးငါတော့တည်တော့မယ်ထင်တယ်ငါကောင်းကောင်းတိုက်ခတ်ခဲ့ပါတယ်ငါတို့ဘက်အတွက်အချိန်တွေအများကြီးဆွဲပေးလိုက်တယ်မင်းတို့ဂျုံဖိုက်ကင်းတွေနောက်ကျသွားပြီကွာငါတို့ခေါင်းဆောင်ကြီးလာနေပြီအဲ့ဒါကသူ့ပဲကွာဒီဘက်ကတခုခုတော့တခုခုပဲကွာနော်ငါမျက်လုံးတွေငါရဲ့ Valkyrie တွေတောင်ငါ့ကိုဗဟာလာစီလမ်းပြဖို့လာခေါ်တော့မှာပဲဘယ်သူမှမလာဘူးလားဘာလို့လဲငါအတီကြီးတိုက်ခတ်ခဲ့ရလေကွာသွားပြီငါနားတွေငါအတန်တွေမကြားတော့ဘူးငါမြင်လည်းမမြင်ရတော့ဘူးလှုပ်လို့လည်းမရတော့ဘူးနာကျင်မှုတော့မခံစားရတော့ဘူးဟေးဒီလိုဖြစ်ရမှာမဟုတ်ဘူးလေတက်တရားကြီး Bifrost ကဘာမှလဲ Valkyrie ကရောဘာမှလဲငါစီကိုဘာမှလာမနေပါလားတခြားသူတွေသေးတော့ကရောဘယ်လိုမျိုးလဲတစ်ချိန်လုံးဒီလိုကြီးပဲလားဒါကမမျှတဘူးလေကွာငါတိုက်ခတ်ခဲ့တဲ့မြတွေကဘာအတွက်လဲအိုးအေးတယ်ကွာအရန်အေးပြီးအိတ်ချင်လာပြီငါ့စိတ်ရောငါတဖြည်းဖြည်းပျောက်ကွယ်လာပြီငါကြောက်တယ်ဒါကြီးကကြောက်စရာကြီးငါသွားရတော့မယ်ခေါင်းဆောင်တငယ်ချင်းတို့မသေးကြနဲ့နော်ဝဟာလာဆိုတာမရှိဘူးဒါကအလိညာကြီးဒီလိုနဲ့တသားဟာမျက်ရည်တွေနဲ့ငြိမ်သက်သွားခဲ့ပြီး chapter 154ဟာလည်းအဆုံးသတ်သွားခဲ့ပါတယ်YDC ဆိုတာယုံကြည်စိတ်ချရတဲ့ထိုင်းမြန်မာကာကိုဖြစ်ပါတယ်။မိတ်ဆွေကထိုင်းနိုင်ငံရဲ့ branded ပစ္စည်းတွေကိုဝယ်ယူသုံးပြနေတာဖြစ်ဖြစ်ခြားသောပစ္စည်းတွေကိုဝယ်ယူပြီးပြန်လည်ရောင်းချနေတာဖြစ်ဖြစ်တင်းနဲ့ဈေးနှုန်းတွေနဲ့ YDC ကာကိုကဆောင်ရွက်ပေးနေပါတယ်။ထိုင်းနိုင်ငံရဲ့နာမည်ကြီး shopping website တွေဖြစ်တဲ့ Lazada, Shopee, Shein နဲ့ခြားသော shopping website တွေကပစ္စည်းတွေကို item percentage မပါဘဲ cargo fee တစ်မျိုးလေးနဲ့ YDC ကာကိုမှာယုံကြည်စိတ်ချစွာလာရောက်မှာယူနိုင်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ပြည်တွင်းကမိသားစုတွေစီကိုလက်ဆောင်တွေပို့ပေးခြင်းနဲ့ဆိုရင်လည်း YDC ကာကိုကဆောင်ရွက်ပေးနေပါတယ်။ဒါ့အပြင်ကျွန်တော်တို့ရဲ့ viewer တွေအတွက် MMU ခွန်9ဆိုတဲ့ promo code ကိုသုံးပြီးပစ္စည်းမှာယူမယ်ဆိုရင် cargo fee 10% off ရရှိမှာဖြစ်ပါတယ်။အသေးစိတ်သိရှိချင်တဲ့ဆိုရင်တော့ YDC Cargo ရဲ့ Facebook page မှာတွားရောက်စုံစမ်းနိုင်ပါတယ်။ page link ကိုလည်း description မှာကျွန်တော်ထည့်ပေးထားပါတယ်။ Trust our YDC for your supplier
chapter 155ရဲ့စမှာတော့တော်ကေးဟာဂျုံးဘက်ကင်းတွေကြားမှာသူ့ရဲ့ပစိန်တွေကိုထုတ်လိုက်ပါတယ်ဂျုံးဘက်ကင်းတွေကတော့တော်ကေးကိုသာသုံးသက်နိုင်ကဘာပေါ်မှာအကြီးမြတ်ဆုံးစစ်တီတော်တွေအဖြစ်ကြံရစ်မယ်လို့ဆိုကပြေးဝင်လာပါတယ်ဒါပေမဲ့အနားရောက်လာတဲ့ခုတ်ပိုင်းခံလိုက်ရပြီးအပိုင်းပိုင်းပြတ်ကုန်ကြပါတယ်တော်ကေးကတော့ပစိန်ကိုလွှဲရမ်းရင်စစ်ပွဲကိုချစ်တယ်လို့အော်နေပါတော့တယ်တစ်ဖက်ကဖလိုဂီစီမှာတော့ခန်တက်ရဲ့အဖက်ဘက်ကအရင်းနေနေတဲ့အခြေအနေတွေကိုလာပြီးတင်ပြနေကြပါတယ်ဒါကြောင့်ဖလိုဂီလည်းခံခွဲရခတ်နေပြီးတေးတဲ့ထိတိုက်ကြဂျုံးဖော့အတွက်အသက်ပေးတဲ့သူအားလုံးဟာဖဟာလာကိုရောက်မယ်မင်းတို့အသက်တွေကိုနှမျောမနေနဲ့တော့လို့ပြောလိုက်ပါတယ်ဘယ်သားကိုလည်းသူ့နားမှာနေဖို့ပြောလိုက်ပါတယ်ဘယ်တာရဲ့စိတ်ထဲမှာတော့ကျွန်တော်တောင်းပန်ပါတယ်တော်ဖင်ကျွန်တော်ရဲ့ဆန္ဒအစစ်မှန်ကိုဖုံးကွယ်ခဲ့မိတယ်တကယ်တော့ကျွန်တော်ငြိမ်းချမ်းရေးကိုလိုချင်ခဲ့တာမဟုတ်ဘူးကျွန်တော်ကအားလုံးကိုတည်စေချင်တာဒီတက်ကြီးတစ်ခုလုံးကိုပြကြတဲ့အထိမီးရှို့ပစ်ချင်တာအဲ့ဒါကသာကျွန်တော်လိုချင်တဲ့အရာပဲပြီးတော့ကျွန်တော်တကယ်အိမ်မက်ကဒီညပဲအကောင့်တွေပေါ်လာနိုင်တယ်ကျွန်တော်နောက်ဆုံးတော့လွတ်လပ်တော့မယ်လို့တွေးနေပါတယ်တစ်ဖက်က2ယောက်သားတိုက်တဲ့တိုက်ပွဲမှာတော့ဂါရန်ကလှန်နဲ့လိုက်ထိုးနေပြီးတော်ဖင်ကလည်းတမြောင်လေးနဲ့ခုခံနေပါတယ်ဒါကြောင့်ဂါရန်လည်းလှန်ကိုပုံစံပြောင်းလိုက်ပြီးခေါင်းမိုးပေါ်ရောမြေပြင်ပေါ်မှာပါခုံပြန်ကျော်တော့တိုက်ခိုက်ကြပါတယ်ဒီအချိန်မှာပဲဂါရန်ကနေပါအောင်အချိန်ပြည့်ပြီလို့တားလိုက်ပါတယ်တော်ဖင်ကတော့ပြေးရလို့မောဟိုက်နေပါပြီဂါရန်ကပဲဆက်ပြီးနားထောင်တော်ဖင်ဒါကမင်းရဲ့အကျဉ်းဆုံးပုံစံမဟုတ်တာငါသိတယ်မင်းကငါ့ကိုလည်းလာမချဘူးမင်းရဲ့ဓာတ်နဲ့ငါလှန်ကိုပဲကာနေတာမင်းငါ့ကိုတတ်ဖို့ကိုကြိုးစားနေရလားပိုလို့ဆမ်းမှာမင်းကြိုးစားမနေဘူးလို့တော့ထင်ရတယ်မင်းနားမလည်သေးဘူးလားငါမင်းကိုဒီနေ့တတ်တော့မှာမင်းမသိချင်ငါလိုပဲလုပ်တာကောင်းမယ်လို့ပြောလိုက်ပါတယ်တော်ဖင်ကတော့ငါမင်းကိုပြောရလေငါမင်းနဲ့မတိုက်ချင်ဘူးလို့မင်းကိုဘယ်နှခါပြောရမှာလဲမင်းနဲ့ငါနဲ့တိုက်ခိုက်ဖို့ဘာအကြောင်းမှမရှိဘူးမင်းရဲ့စိတ်ကပျက်စီးနေပြီလို့တုံ့ပြန်ပါတယ်မင်းကိုတိုက်ခိုက်ဖို့အကြောင်းပြချက်လိုတယ်လို့သူကပြောတာလေငါတို့ချတာပြောစရာကောင်းလို့လေသူတို့ကိုကြည့်ပါလားသူတို့ဘဝရဲ့အကောင်းဆုံးချိန်တွေကိုဖျက်ဆီးနေကြတာသူတို့ရဲ့ရှင်ချင်းနဲ့တေးချင်းမှာဘာအဓိပ္ပာယ်မှမရှိဘူးသူတို့ကချမ်းသာမှုကိုပြဿနာတစ်ခုလိုခံစားနေကြတာစစ်ပွဲဆိုတာတာယာမှုပဲလူတိုင်းကဒီပွဲမှာဝင်ပြောကျင်ကြတယ်စီကံတွေကရိုးရှင်းပေမဲ့ကစားပွဲကတော့နက်နဲတယ်တခြားသူရဲ့အသက်ကိုယူနေတော့မှမင်းရဲ့အသက်ကိုဘလို့ကာကွယ်မလဲဆိုတာပဲမင်းလည်းဒီလိုနီးနဲ့ပျော်ခဲ့ရပဲမဟုတ်လားအဲ့ဒါကိုမှတ်ထားပြီးပြောစရာတွေရှာကြရအောင်လေစစ်ပွဲတွေကိုအထိပ္ပယ်ဆိုတာတင်မလာနဲ့ဘဝဆိုတာဘာအသုံးဝင်လို့လဲတယောက်နဲ့တယောက်တိုက်ခိုက်ဖို့ပဲအသုံးဝင်တာမလားလို့ဂါရန်ကပြောလိုက်တော့တော်ဖင်ကဂါရန်ကိုစိုက်ကြည့်လိုက်ပါတယ်ဒီအချိန်လေးကိုအောက်ကဟဲလ်ကလည်းစောင့်ကြည့်နေပါတယ်တော်ဖင်ကတော့မင်းမှန်တယ်ထင်တယ်ဒါကဂိမ်းတစ်ခုပဲဘဝတွေကိုရင်းပြီးကစားရတဲ့ဂိမ်းပေါ့မင်းဘက်ကဖိတ်ခေါ်နေပါတော့ငါလည်းဝင်နှွှဲရတော့မှာပေါ့လို့ဆိုကဓာတ်ကိုပြစ်ချလိုက်ပါတယ်ဒီလိုရက်ကိုဂါရန်ကဟေးပါအံ့ဩသွားပါတယ်မင်းဝင်ကစားမှာမဟုတ်ဘူးလားမင်းရဲ့ဓာတ်ကိုဘာလို့ပြစ်ချလိုက်တာလဲဒါကဆရာကြီးတွေဘလို့ကစားလဲဆိုတာပဲတခြားသူရဲ့အသက်ကိုမယူဘဲနဲ့ငါရဲ့အသက်ကိုကာကွယ်မယ်အဲ့လိုနီးနဲ့လည်းနိုင်ရမယ်ကိုယ့်ဘာကိုတကယ်စိတ်ခေါ်မှုမျိုးမပေးရင်ဘယ်ပြောစရာကောင်းမလဲငါလိုဆရာကြီးကပိုစိတ်လို့ဆရာစရာကောင်းတဲ့စိတ်ခေါ်မှုမျိုးလိုတယ်ဒီမင်းလည်းစမ်းကြည့်တဲ့နော်တင်လေးဟမ်မင်းဘာတွေပြောနေရလဲဒီကောင်ဘာတွေပြောနေရလဲကွာမင်းဘာသာစီမင်းတွေကိုပြောင်းလို့မရဘူးလေမင်းကငါ့ကိုတတ်ဖို့အစွမ်းကုန်မကြိုးစားဘူးဆိုရင်ဘယ်မျှတမလဲသိစမ်းရှုံးသမားလေးတော်ဖင်ကာဆာဖနီကမင်းကိုအချိန်ပေးဖို့ဆုံးဖြတ်တယ်ဆိုတာနဲ့မင်းဂုဏ်ယူသင့်နေပြီမင်းမအဲ့လိုပြောခွင့်မရှိဘူး तू မဟုတ်ရင်ငါပဲလို့တွေးမိအောင်လုပ်ပြနိုင်ပါလားပြောကွာမင်းအရာရာကိုသိတယ်လို့ထင်မနေနဲ့မင်းသိတာနည်းနည်းလေးပါကားရယ်အဲ့ဒါကပဲမင်းကကလေးလေးပါဆိုတာကိုပြနေတာပဲမင်းကဒီလိုလေကြီးလေကျယ်တွေပြောပြီးရှုံးသွားရင်မင်းလည်းအယူပါဆိုတာကိုပြသလိုဖြစ်နေမှာမဟုတ်ဘူးလားတော်ဖင်မင်းတို့ကလေးတယောက်ကိုဓာတ်သုံးပြီးတိုက်ရင်ငါယူရကြောက်သွားမှာပေါ့မင်းဘာလို့လဲပြစမ်းမအောင်ဒီစကားကြောင့်ဂါရယ်လည်းနဲ့ထင်ထိသွားပြီးတော်ဖင်ကိုတိုက်ဖို့ပြေးသွားပါတယ်တော်ဖင်ကလည်းအသင့်ပြင်လိုက်ပါတယ်ဒီနေရာမှာပဲ chapter 155ကအဆုံးသတ်ထားပါတယ်တော်ဖင်ကဂါရန်ကိုတကယ်ပဲတိုက်တော့မှာလားဂက်ထရီတို့ကရောလွတ်သွားပြီလားဘယ်တာကရောဘာတွေလုံးအောင်မှာလဲနောက်ဘက်တွေမှာတွေ့ရမှာပါโอเคဒီနေ့အတွက်ဗီဒီယိုလေးကလည်းဒီလောက်ပါပဲအားလုံးသဘောကျမယ်လို့လည်းမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးခဲ့ကြပြီး channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Kira ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ See you guys